ကဲရှေ့အားတော့ရှေ့ဘရိတ်စုံလုံးတာပါကဲဟိုကြည့်တာကလေးတယောက်ကလှုပ်လိုက်တာမလုံးနဲ့ဟိုဆိုလည်းမရဘူးအရန်လှုပ်ချင်တာတရားပညာကလေးလေးကဒီချာမစေးမကြောမကြည့်ပင်စင်နေကြည့်မစုံနေကြီးတွေနဲ့အဲ့ဒါလို့ဟိုရဲ့ဝါရှာနေတဲ့ဒီလမ်းကြားတွေကဝါရှာနေမဲ့နေအိုင်းကောင်ကြီးရှိပင်စင်ကကြက်ပေါ့နော်အဲ့ဒါလူတစ်ခုတတိပြုသေးခြင်းပါတယ်ပြီးတဲ့လူတွေကိုပြောတာမဟုတ်ပါဘူးကျွန်တော်ရဲ့ဘဝတူပညာသင်လေးတွေညီကိုလေးတွေမတည်သေးတဲ့ကားဆရာကြီးတွေနော်ဒီလိုင်းလေးအဓိကပဲไอ้หมดเด็กก็ชูဟဲ့မင်းလုံလာတဲ့ဟာကြက်ထုတ်နေတာနော်မင်းအရန်တော်တာမင်းလုပ်ပေးတဲ့ break ကတော့အမဟိုဟာဖြစ်မှာပဲရှေ့ဝါးတပြန်ပဲရလမ်းမှာဘယ်ချိန်ပေါက်မလဲမသိနော်ဝါရှာကွင်းနဲ့လူလေးနည်းနည်းလေးဆွဲလိုက်ဒီမှာကြည့်ချောင်းသွားပြီကြက်နေမရဘူးချောင်းမထောက်မှာမို့လားဒါပြဘာမှဝင်နေလာမနေအောင်ထားထားအောင်ငါတစ်ခုပြီးအောင်လုပ်ဦးမယ်ဒီထောက်မှာမို့ထောက်ပြီးတော့ပြည့်တော့ဘာမှမလုပ်လို့လည်းမရဘူးလေမင်းလုပ်တာရမှမရတာဟဲ့ငါတို့ဒီဘက်ကငါ့ကိုလာမှန်မယ်ဘာမှမမှန်ဘူးတစ်ချက်ထုတာနှစ်ချက်ပဲရနှစ်ချက်ပဲထုနော်ဘိုးဘတော့ထားလာမှာပေါ့လုံးနေတာရှားတယ်ခကြီးကမရောက်တော့ဘူးမင်းလုပ်တာမင်းကလာနှောက်ရှက်တဲ့ခကြီးတယ်ဒီဘာလို့အောက်ပိုင်းစစ်နေတယ်အောက်ပိုင်းစစ်ပြီးဘူးကောင်းတယ်ဘယ်နာလဲဘယ်ကလဲကားမဟုတ်တိုင်းငယ်ဘူးစုံတိုင်းငယ်ရဲ့ဟာဘောကြီးလေဟာမြဲဘာလဲဘာတင်အောင်မှာတော့မင်းကောမရဘူးဒီတော့ဟိုနဲ့ကျွန်တော်ဟိုမင်းဘာတင်အောင်မှာလဲလို့အကုန်တင်တယ်ဗျာမရတာတာလေးတော့လားမင်းတို့ထူးပြမှာကိုမသိနဲ့လာထိုင်တာမင်းကဟိုမှာမဟုတ်ဘူးအဲ့တုံးပြီတုံးပြီလို့တော်တော်ရိုက်တာလားဟုတ်တယ်ဟာယတနာပဲကွာဘာမှကျွန်တော်ဖြတ်ပြီဒီမှာအကြီးမင်းတို့ကတင်းဘာမှထဲတာမလက်လေးပဲဘေးစီတုံးထွက်နေဟိုတုံးကြီးနဲ့မတရားကြီးထဲနေမှာတော့ဦးလေးတို့ကလူတွေလို့ဒါတော့လူတွေဘာမှမသိဘူးလို့စီခန့်ဖုတ်ကုန်ဝင်လာတာဟုတ်တယ်မမင်းသားမနာသေးဘူးလားမနာတယ်ဟိုဖုန်းနံပါတ်မှာကျွန်တော်ဖုန်းနံပါတ်ရှိရမှာရှိရလေဘာဖြစ်လို့မဟုတ်လေထမင်းစားနားတဲ့ဆန်ကိုကတော့ကျွန်တော်လှမ်းတောက်မယ်လေဒီမှာဒီနားနေတာဟုတ်ဒီမှာအခုဒီမှာဒီရောက်မှာဒါလေးတော့ခေါင်းသွားလောက်တာခေါင်းသွားလောက်တာတစ်နှစ်ရှိသွားပြီတစ်နှစ်ပြည့်သွားတယ်3လပဲလို့တော့တစ်နှစ်ပြည့်ပြီဟုတ်တယ်ဘော်ဒီခေါင်းသွားအပ်တာဒီတောင်းရဲ့မနေ့ကမှအင်ဂျင်ကြီးရပေါက်တင်အကုန်တက်တယ်ဒီရလင်းနေအခုမှပြိပတ်လဲပြိပတ်လဲတော့အဲ့ဟိုမှာကောက်တယ်ကိုမြင်လိုက်ပြီကကြီးတော့လားကကြီးကြီးနေတယ်မရဘူးသွားသားမှနန်းနန်းဆန်းဆန်းဟောရေးလိုက်တာကကြီးယူဆိုကကြီးယူလိုက်စမ်းမှာဓာတ်နဲ့လီးလို့ဖြတ်လို့မရလို့ပေါ့ဒီကကလေးဟုတ်တယ်အဲ့ကောင်ဒီကကောင်အဲ့ကောင်တော့ကောင်းမှာမင်းဟိုလှုပ်ချင်တာကအရန်လှုပ်ချင်တာသိရမှာသဘောတရားကိုသေချာလဲမလေးတာဘူးဟိုတက်ချင်တာများတော့အရှိကြော်လွန်အားကြီးနေဘယ်နာရိုးသေးဆက်နေတော့မယ်မနေ့ကဘယ်နာရီစားတာခမင်းတန်းနေထိုးအကောင်တန်းနေထိုးရတယ်ပေါ့ကွာဟိုဒီမှာကြည့်လိုက်ရုံနေဆိုတနာရီ3နာရီမှာစားမင်းသေးတွေမကင်တမ်းပါနဲ့ဒီနားမှာလုံနေသေးတွေဘရိတ်လုံးရင်သဲမကင်ရဘူးလေကွာဟိုဘရိတ်လုံးမှမဟုတ်ဘူးဆက်ပြင်သဲကိုမကင်ရတယ်ဘရိတ်တစ်ခုလည်းလုံးမှမဟုတ်ဘရိတ်ကပို့ဆိုးတယ်အင်ဂျင်ထဲကျမှမင်းသဲထဲသဲထဲပြီးတာမင်းဆရာလည်းလုံးပြီးတော့ရပြီသဲတာဟုတ်တယ်ပြီးပြီအင်ဂျင်ကသဲထဲလားဟိုနဲ့သဲနေရောနောက်နေ့ကျရင်မင်းဆရာမလာခင်မင်းအမဝတ်ထုတ်ဆွဲပြီးတော့ဒါမင်းအမပြေးတော့အိမ်ကိုရောက်အောင်ပြေးတော့အိမ်မရောက်ရင်တော့ငယ်လား
မင်း ဟာတော့ဝက်ရှော့တဲ့တကူကမှပညာသင်လေးလိုချင်လို့ ဟာလားဘယ်နာတွေက တော့နောက်တော့ နောက်တော့ကို တော့လုံးလို့ခေါ်ပြီးဒီမှာဒီလိုနေ ဟာ ဘုရားမှာဦးလေးပြရအောင် အာ ဘလို့ငါမင်းတို့လိုအောင်တော့ငါတော့လိုလို့လာဒီမှာပဲ ဦးရောရောကနေခေါ်လိုက်တော့ပါခေါ်လိုက်ရမှာဘလောက်ရရခိုးယူနေဦးလေးရောရ ဘယ်လောက်မင်းမ ဝတ်တာကရ ဘယ်တော့မှငါလာတော့မှလာတာဘယ်လောက်ရမှာ သိနေတယ် ဟမ် သိနေတယ် တသိန်းခွဲ ပညာသင်သမီးမို့ပါတယ်မပညာလေးရဝင်းရောက်ပါမေးတိုင်းဒီမှာလုံးဘာပညာမှရ အာရောဘာတက်တာ ကန်စီခွေးမောင်း လက်ကိုလာလို့တဲရတွေ့လာလက်က ဒါအဲ့တဲရီပဲ မေးတိုင်းမှာလုံးပကန်စီခွေးမောင်းရအားရောက် ကသွားပါစကားရှိ မရှိ ရှူးချမ်းနေမှာတေချာထက်မရပါအဲ့ကောင်အနားနိုင်တော်တော်ကြောက်ပါဟဲ့လားမကြီးသေးတွေအဲ့ကောင်လုံးရင်ကြည်နေရတယ်လွတ်လို့မရအောင်အဲ့ကောင်ပို့ဟိုဖြစ်မဲ့ပါဒုက္ခပေးမယ် ငွေတို့တို့ကရောင်းလေးကြငယ်လုံးတယ်ဒီရွယ်တွေကလည်းအဲ့လိုလုပ်ထားမှာ အားမဟုတ်လေ ဟင် မျက်စိအမြင်ပေါ့ อืม ချက်ထုတ်နေဟိုကောင်လေးကဘလို့ဒီဘောကဆရာကြီးကဟာကျွန်တော်မြောက်ပြီးကားမောင်းနေတယ်ဆိုဆရာကြီးခလေးနဲ့ပဲဆော့နေပါ ကလေးနဲ့ဆော့ကလေးနဲ့ဆော့လို့ရဘူးလား မဟုတ်ဘူးလေကားထွက်နေဟိုခလေးကဟိုဟာမှနေရတယ်ဒီအိမ်မှာနေတော့ဟုတ်တယ်မဘယ်လိုပြောဟာအဲ့ကောင်လည်းမနိုင်ဘူးနော်အဲ့ကောင်လည်း မနိုင်ဘူး အဲ့ကောင်လည်းမြောက်လောင်းမယ်ကြည့်ရအောင် အေးဆိုအပြင်ရောက်သွားရင်အလုံးမသူမဟုတ်တဲ့အတိုင်းမခုတ်တတ်ကြောင် ကျွန်တော်တို့သမီးတွေလိုပါပဲဟောပြင်ရောက်ရင်တော့ အင်ဂျင် လူရိုတွေရှင်ရိုတွေပဲ ဒါပေမဲ့အင်ဂျင်နော်သူနဲ့အဲ့လိုရင်းနှီးသွားတဲ့အိမ်မျိုးဆိုလို့ကတော့မင်းလိုက်ရကြည့်ဖို့သာပြင်ထားအဲ့ဒါလိုက်ဆွဲနေတာနောက်တော့မနက်6သွားကြည့်ဆောကောင်နဲ့တဲတာခေါ်အောင်မွေးနီတို့သိရမှာ မွေးနီတို့မဲကြီးတို့ခုလူတွေရှိတော့အဲ့ဒါပြေးလိုက်ကောင်းမှာ ဟိုလေမောင်းတော့မောင်းကြီးပေါ့